မိဖပြည်တော်စုမြန်မာနိုင်ငံသားများခင်ဗျာဒီနေ့တင်ဆက်မယ့်နေရာတွေထဲမှာဝမ်းနည်းစရာတွေပါကောင်းပါနိုင်တဲ့အတွက်သိခံပြီးနားထောင်ပြီးကြပါလို့ကျွန်တော်မြစ်တာရက်ခံလိုပါတယ်။ဘာကြောင့်လဲဆိုရင်ယနေ့ဒီဆရာဝန်လင်မယားလေးပေါ့နော်စီဒီယန်လောက်သွားတဲ့ဆရာဝန်လင်မယားလေးကကျွန်တော်ကိုဖုန်းဆက်လာပါတယ်။ပြီးရင်ဟိုမှာရှိနေတဲ့အခြေအနေတွေကိုသူပြောပြသွားပါတယ်။လက်ရှိအခြေအနေမှာ PDF ပေါင်းများစွာနော်ကိုကြားပြည်နယ်မှာဆိုဒီမော့ဆိုနောက်ချမ်းမှာရှိနေတယ်ဆေးရုံနေဆေးကန်နေဖွင့်လာစီဒီယန်နေပေါ့ဆရာဝန်နေဒီဒေသကနေတဆင့်သူကဖုံးဆက်ပြီးတော့ကျွန်တော်ကိုရင်ဖွင့်သွားတယ်သူတို့လည်းနောက်ဆုံးအချိန်ကြီးပဲဘာကြောင့်မို့လဲဆိုရင်လက်ရှိအချိန်ကြီးမှာဒီကြားပြည်နယ်ဒီမော့ဆိုအနောက်ချမ်းမှာသူကဒီလူငယ်လူရွယ်ပေါင်းများစွာ HIV AIDS positive ဖြစ်တယ်လို့များနေတယ်သူတို့စစ်ထားတာတော့မှအကြီးအတွက်အားဖြင့်ကထောင်ချီရှိနေဘာကြောင့်မို့ဖြစ်လာလဲဆိုရင်ပထမအဆုံးသွေးတွေကနေဖြစ်လာတယ်ဟာသွေးလူကြဆိုပြီးတော့လူတိုင်းကိုသွေးလူခိုင်းအဲ့ဒါတစ်ဆင့်နောက်တစ်ခုကတက်တူးထိုးတာကနေတစ်ဆင့်နောက်တစ်ဆင့်ကဒီ KTV တွေဖွင့်ပြီးတော့နောက်ပါလဲဆိုတော့လိမ်မိုင်းဆိုင်ရာကိစ္စနဲ့တစ်ဆင့်အဲ့သုံးဆင့်နဲ့အတူနောက်ဆင့်ကဒီမွေးရစီဝါကိစ္စမွေးရစီဝါသုံးဆွဲရတဲ့တစ်ဆင့်လေးဆင့်ကိုသူတို့တွားပြီးတော့သူတို့တွားတွေ့ရပါလဲဆိုတော့သူတို့ကစီဒီယန်ဖြစ်တဲ့အမြဲတမ်းနေ့တိုင်းမှာသူကသွေးတွေပြီးသွေးတွေကင်ကြတယ်ဒါရန်ရသူတွေခွဲစိတ်တဲ့လူတွေသူတို့လင်မယားနဲ့သူတို့မှလည်းအခု very sensitive issue ပေါ့ very top အားနဲ့ကိုစိုးရိမ်တဲ့အခြေအနေဖြစ်တယ်သူတို့လင်မယားနဲ့ကအသက်28နှစ်29နှစ်ပဲရှိတယ်ဒါပေမဲ့ဆရာဝန်လေးတွေသူတို့ကြောက်နေပြီသူတို့ထွက်ပြေးမယ်ဆိုလည်းမရဘူးဒီလိုအခြေအနေမှာသူတို့လည်းတနည်းပါဆိုတာကျွန်တော်တို့မသိနိုင်တဲ့အတွက်အခုဒီနေ့လက်ရှိအခြေအနေကိုပြည်သူတွေသိအောင်ကိုပြောပြပေးပါလားဆိုပြီးတော့ကျွန်တော်ဖုန်းဆက်လာတဲ့အတွက်ဒီနေ့ကျွန်တော်အားလုံးမိဘပြည်သူတွေကိုကျွန်တော်ဒီနေ့တဆင့်စကားပါလိုက်ရပါဖြစ်ပါတယ်သူတို့အခြေအနေကတော့ကျွန်တော်တို့လည်းဘယ်ချိန် positive ဖြစ်မယ်မသိဘူးတဲ့သွေးတွေကင်နေရတာဒီမှာဖြစ်နေတာသွေးပလင်းတစ်ခုကို2သိန်းနဲ့ဘာလဲဆိုတော့အကုန်လုံးသွေးလိုက်ဖောက်